မင်္ဂလာပါရှင်ဒီဇက်ပါမီ channel မှာကြိုဆိုပါရစေစာရေးဆရာများတန်းတင်ရဲ့ဒုက္ခမျိုးတော်ဝိတ္ထုကိုဖတ်ပြပါမယ်ရှင်သူ့ပုံပန်းတရံသည်မကိုစစ်တီတူနှင့်တူသည်တူထဲနှင့်မောင်၍လှိုင်းထနေသောစပင်အောက်သို့ငိုက်ဆင်းနေသောနှကမ်းမွေးနှင့်ဆက်နေသောနပန်းဆံများတောင်တင်းကျစ်လက်သည့်တင်ပါရှေလျား၍ကြွက်သားတို့အပြိုင်ပြိုင်ထနေသောလက်တံများနှင့်မတိမသာခွင်သည့်ခြေတံတို့သည်မကိုစစ်တီတူ၏ပုံပန်းတရံဖြစ်သည်တို့ရတွင်အသက်32နှစ်သာရှိသေးသည့်ဟာစရီပါသည်လယ်သမားတစ်ယောက်သာဖြစ်၏မိမိတို့အသက်မွေးမှုအတွက်ဘုံမစိုးနှက်ကိုကိုးကွယ်ပါတာနေကြသည့်အိန္ဒိယတိုင်းရင်းသားတန်900တို့ထဲမှတစ်ယောက်သာဖြစ်၏ဟာစရီပါသည်3ပင်2ခန်းတဲကလေးတစ်လုံးကိုစောက်၍အကာကိုရွှွန့်မှန်ကအမိုးကိုတက်ကဲမို့၏သူ့တဲကလေးသည်ဘင်္ဂလားပြည်နယ်အနောက်ပိုင်းဘန်ကူလီရွာနှင့်မနီမွေးတွင်ရှိသည်သူဇနီးအားလောကသည်အသားရည်ကြည်လင်သည့်မိန်းမငယ်တဦးဖြစ်ပြီးနတ်မိမယ်တဦးနှင့်အတူသည်သူနှာခေါင်းတွင်ရွှေခွင်းတစ်ခွင်းဖောက်တက်ထားပြီးခြေတွင်ခြေချင်းတွေဝတ်ထားသည်လမ်းသွားသည့်အခါ၌သူခြေချင်းများသည်တချွင်ချွင်မြည်နေကြ၏အားလောကသည်သားသမီး3ယောက်မွေးခဲ့ပြီးအကြီးဆုံးအမေရိတာမှာ12နှစ်သမီးရှိလေပြီအမေရိတာသည်အဖေထံမှဝိုင်းဝန်းသောမျက်လုံးစုံကိုအမွေရခဲ့ပြီးအမေထံမှမမွန်သီးလိုဝါဝင်းသောအသားရည်ကိုအမွေရခဲ့၏10နှစ်အရွယ်မာနူးနှင့်6နှစ်အရွယ်ရှမ်ပူးတို့မှာစပင်နဲ့ကိုလုံးကိုပေါက်ထွားထွားနဲ့ဖြစ်ကြ၏သူတို့ညီကိုနှစ်ယောက်သည်ကျွဲချောင်းချင်းမပြူပဲကံဘေးတွင်ပုတ်တင်ညိုလိုက်ရိုက်နေတတ်ကြသည်သူတို့အိမ်တွင်ဟာစရီပါ၏အဖေဖြစ်သူပရိုဒစ်သည်လည်းရှိသေးသည်ပရိုဒစ်မှာပိန်ပိန်ပါပါမျက်နှာတွင်အရည်တို့တွန်းဆပြူနေပြီမုတ်စိတ်တို့မှလည်းဖွေးဖွေးဖြူနေလေပြီဟာစရီပါ၏အမေနာလီနီမှလည်းခါကိုင်းကမျက်နှာသည်တစ်ချသည်ကဲ့သို့ရှုံးတွနေလေပြီထို့ပြင်သူတို့အိမ်တွင်သူ့ညီနှစ်ယောက်နှင့်သူတို့ဇနီးများသားသမီးများလည်းရှိသေးရာသူတို့အိမ်တွင်စုစုပေါင်းအိမ်သာ16ယောက်နှင့်ရှိ၏သူတို့တဲ့ကလေးတွင်အပေါင်းနှင့်ကလေးတွေဖောက်ထားသည့်အတွက်ပူပြင်းသည့်နှွေဆိုလျင်အတန်အသင့်အေးပြီးစိတ်နေအောင်ချမ်းသည့်စောင်းရင်းညများဆိုလျင်အနှဲငယ်နှွေးနေတတ်၏တဲကလေးတစ်ဖက်တစ်ချက်ရှိဝရန်တာနှစ်ဖက်ပေါ်တွင်အနီနှင့်အဖြူရောင်ဘိုးကတော်မြက်ခုံးပန်းတွေနှွယ်တက်နေသဖြင့်အရိပ်ရနေလေသည်အိမ်ရှိတစ်ဖက်ရအဖီကလေးထဲတွင်အာလောကသည်ခြေနှင်းမောင်းဆောင်ကိုတကြောင်ကြောင်ထောင်းလျက်ရှိပြီးသမီးကြီးအမရစ်တာကစပားများကိုမောင်းဆောင်တဲသို့ထည့်ပေးနေသည်အခွန်ကျွတ်သွားသည်နှင့်မောင်းလျှောက်ထဲမှဆံများကိုပြန်ထုတ်ယူပြီးစပားခွန်ရွေးသည်တရင်ပြည့်လျင်တလင်းထဲတွင်ရှိသည်ပုတ်ထဲသို့သွား၍ထည့်၏စပားပုံမှာလေးတိုင်စင်ကလေးပေါ်တွင်တင်ထားပြီးစပားစီအဖြစ်၎င်းခိုးအိမ်အဖြစ်၎င်းအသုံးပြုသည်တဲပက်ပက်လေကိုမျောကြည့်လိုက်လျင်ရွှေရောင်ဝင်းနေသောလယ်ကွင်းကြီးများကိုမြင်ရ၏လယ်ကွင်းများအလယ်တွင်စိမ်းညို့နေသည့်တရက်ချံများသည်ဆေးဆက်ချထားသည်နှင့်အစိမ်းရောင်တွင်ထမ်းမင်အုံများနှင့်စိမ်းနုသောဝယုံတော်များကခက်လန်းလန်းတွင်ရက်လျက်ရှေးတွင်မြောင်းများသည်မြင်ကွင်းထဲတွင်ချုပ်ရိုးချောင်းများတစ်ပွဲကောင်းကင်ပြကိုရောင်ပြန်ဟပ်ထားသည့်ဇာခွေများနှင့်တူသည်ကြာဝင်းများဗေဒာဝင်းများနှင့်တဲများပြည့်နေသည့်ရေအိုင်မော်တွင်ချောင်းကူတရာကလေးများသည်ပေါင်းကူလေးများလိုဖြစ်နေကြ၏ကလေးများကဒုတ်ကလေးများကိုကင်ကာပြောင်ချောနေသည့်ကျွဲကြီးများကိုတာရိုးတစ်လျှောက်မောင်းလာကြသည်တွင်သူတို့နောက်မှဖုံတွေတထောင်းထောင်းထား၍ကြံရစ်ခဲ့သည်ပူပြင်းသည့်တနေ့တာကုံဆုံးသည့်နောက်သူရိယနေမင်းကြီးသည်အနောက်မိုးကုတ်စဝိုင်းသို့နင်းမြုပ်လူနေလေပြီလေပြေသည်ပင်လယ်ဘက်မှတသုံးသုံးတိုက်ဆပြူလာ၏ညာဦးကိုကြိုးဆိုသည့်နဲ့ကွင်းပြင်တဝိုက်စီတွင်ငှက်ကလေးများသည်စပားပင်ထိပ်ပြားနာထိထိုးဆင်းကကြီးကြီးကြားကြားအော်မြည်နေကြသည်မှန်ပါသည်ဘင်္ဂလားပြည်နယ်သည်အလင်းကားစားစုအကျော်မော်တို့၏အဖိုးထက်ရတနာဖြစ်ပါသည်လာရဝင်းပါသောညများတွင်ကရိရှာနာနတ်မင်းသည်စောင်းရင်းပတ်တာတို့ကိုကစားပေါ်များနှင့်တီးမော်ရာသူကျင်ရာရာထကိုကခုံအောင်
ဂီတကိုကျူရင်ပေးရာနေရာဖြစ်ပါသည်နေလုံးကြီးပျောက်ကွယ်သွားသည့်အခါနှရိုင်းတွင်းချိန်ရောက်လာလေပြီနွားတို့သည်စကြက်မှပြန်လာကြပြီလယ်သမားတို့သည်လည်းလယ်ထဲမှပြန်လာကြပြီကြက်တို့လည်းအိတ်တန်းတက်ကြပြီဟာစရီပါသည်ဒိုဒီကိုဂရောင်းကြိုက်လျက်ထဲကိုပခုံးတွင်ထမ်းကလေကလေးတချွန်ချွန်ဖြင့်အိမ်သို့ပြန်လာခဲ့သည်နေဝင်ဖြိုးပြတွင်ကျိုးတို့သည်ကူနှဲ့နေကြ၏မကြီးပြည်ပင်ပေါ်တွင်စာကလေးတအုပ်သည်သူတို့၏ဗရေတာကာဝဲကြီးကိုကပြနေကြ၏ရှင်းနှကောင်သည်တင်မောပင်ပေါ်သို့တက်ပြေးကြ၏ဗျိုင်းဖြူများနှင့်ဗျိုင်းအောက်တို့သည်လည်းအိတ်တန်းသို့ပြန်ကြလေပြီခွေးလေးတစ်ကောင်သည်ထိုနေ့ညတွင်အိတ်ဆရာနေရာကိုရွေးရန်မြေကြီးနမ်းနေ၏ပစင်းရင်ခွဲတို့၏စူးရှားချအတန်သည်တဖြည်းဖြည်းမှိန်၍သွားလေပြီကြောက်ကလေးချောင်းဆိုသည်နောက်ဆုံးမောင်းတန်သည်လည်းတိတ်ဆိတ်သွားခဲ့လေပြီထို့နောက်တိတ်ဆိတ်မှုကိုရုတ်တရက်ဖြိုခွဲလိုက်သည်ဖားအော်တန်တို့၏တံပြိုင်သေးကိုကြားရသည်ပကုံချင်းကြီးများ၏အော်တန်သည်ထိုအတန်များကြားမှနေရီမှန်မှန်နှင့်ပေါ်ထွက်လာသည်9 မိနစ်လောက်အတွင်းတွင်အပူပိုင်းစုံညသည်ပြိုကျလာ၏ညစဉ်ပြူနေကြအတိုင်းဟာစရီပါ၏စနီအာလောကသည်ညနဲ့သမီးကိုပူဇော်ရန်ခယူသင်းကိုမှုတ်၏သူ့ယောင်းမငယ်ကတစေတည်းတို့ကိုနိုင်သည့်အနေဖြင့်ခေါင်းလောင်းကိုလှုပ်သည်လမ်းထိပ်ရှိနှစ်တရာတန်ရှိသောညောင်မင်းအိုကြီးတွင်မကောင်းစွာတို့နေသည်ဟုသူတို့ယူဆသည်နွားကိုခြီတိုင်းတွင်ခြီပြီးလေပြီအရေးထဲတွင်စိတ်တကောင်ကခြံထဲသို့မဝင်မဲကိုယုကာယာလုံနေသဖြင့်ထိုစိတ်ကိုခြံထဲသို့မောင်းသွင်းရသေးသည်နောက်ဆုံးတွင်အားလုံးကိစ္စပြီးလေပြီဟာစရီပါသည်သူ့နွားခြံထဲသို့ခွေးအားများမြေခွေးများမဝင်နိုင်ရန်ဝင်းကိုသူ့ဆူကြိုးတကားဖြင့်ပိတ်သည်ထိုနောက်တွင်ဟာစရီပါ၏အမေသည်အိန္ဒိယပြည်ကြီးကိုအိုမင်းလာပြီဖြစ်သောပြုနေကြဝတ်ကိုပြုသည်နတ်ရုပ်ကားများရှိတွင်ထုံးညှိထားသည့်စီမီခွက်တွင်စီဖြစ်သည်အိမ်သူများကရွှွန်မီးပေါ်တွင်ညစာကိုချက်ပြုတ်နေကြစဉ်ဟာစရီပါနှင့်သူ့ညီနှစ်ယောက်တို့သည်ဝရန်တာအောက်ရှိဖခင်တွေတွင်လာ၍ထိုင်ကြသည်ပိုးဆုံကျူးရောင်များပင်ထိုးဆွခြင်းခံရသောညသည်တင်းထုံသောစပယ်နှံ့ဖြင့်မွေးနေသည်ကျဲသို့အပြောက်ခတ်ထားသည့်ကောင်းကင်ကြီးတွင်တချမ်းပဲလာကလေးသည်ဝင်းပါစပြုလေပြီထိုဆန်းစလာသည်ကမ္ဘာလောကကြီးကိုအစည်းအဝါးဖြစ်စေသောမျက်လုံးတစ်ထောင်ရှိသည်ရှိဝကိုကိုစားပြုသည်ဟုအယူရှိသည့်အတွက်ထိုဆန်းစလာကိုရှိဝ၏လာဟုခေါ်ကြသည်သူတို့သားဖလေးယောက်သည်တိတ်ဆိတ်စွာထိုင်နေကြ၏သူတို့သား3ယောက်၏မျက်နှာကိုတလဲစီကြည့်နေသည်သူဖခင်ကိုဟာစရီပါသတိပြုမိသည်ထို့နောက်တယောက်တည်းပြောနေသောအဖေ၏စကားသံကိုဟာစရီပါကြားလိုက်ရသည်မိသွေးခဲကိုရေနဲ့ဘလောက်ပဲစေစေဖြူမလာပါဘူးကွာကူလို့မရတဲ့ယောဂကိုကြိတ်မိတ်ပြီးခံယုံမဲရှိတယ်သူမွေးလာကလေးကသူတို့အိမ်သားရှိရွာကားရေကန်ကလေးတဲ့တွင်ကြာဝင့်နေဘယ်နှချိန်ပွင့်၍ဘယ်နှချိန်ညှိုးခဲ့ပြီးကိုအဖေကမသိမမိနိုင်တော့ငါမှန်းညံ့တွေကလည်းပြုတ်လုံးများအတိုင်းပဲတဖြည်းဖြည်းအငွေ့ဖြစ်ပြီးပျောက်ကုန်ကြပြီအဖြစ်ပြက်တွေကများလွန်းတော့တချို့ကိုလည်းကောင်းကောင်းမမှတ်မိတော့ဘူးအေးလေမမှတ်မိဆိုအသက်လဲကြီးပြီကိုမွေးလာတော့ကတော့လက်တကြားများကငါ့ကိုစံအပြည့်စပားအပြည့်နဲ့မွေးပေးလိုက်တာပဲကူတော့စပားဘလောက်ရှိမှန်းတောင်မသိတော့ဘူးတို့ရတွင်အဖေမှတ်မိသည့်အရာတစ်ခုတော့ရှိသည်သူသည်တခါကချမ်းသာသည့်လက်သမားတူဖြစ်ခဲ့ကြောင်းကိုမူသူသတိရသည်ထိုစဉ်ကသူပိုင်လက်ရှိဧကရှိပြီးစပားတွေအပြည့်လောင်ထားသည့်စပယ်စီကြီးတွေ4 လုံးရှိခဲ့သည်သူသားများ၏ရှေ့ရည်တွင်ဘူလုံးသည်သူသမီးတွေအတွက်ခန်းဝင်ပစ္စည်းအဖြစ်ပေးဖို့လဲလုံလောက်သည်အဖိုးကြီးဖွားကြီးရွယ်သို့ရောက်နေသည်သူတို့လင်မယား2ယောက်အတွက်ကမြေလေးတစ်ခွက်နှင့်မိဘလက်ထက်ကကြံခဲ့သောအိမ်ကလေးတစ်ဆောင်ရှိလျင်လုံလောက်လေပြီဒီလောက်ဆိုရင်ကျုပ်တို့လင်မယား2ယောက်အေးအေးဆေးဆေးနေနိုင်ပါတယ်ဗျာဟုအဖေကအမေကိုပြောလေရှိသည်တို့ရတွင်အဖေမျှော်လင့်ချက်သည်လွဲခဲ့ရ၏ထိုမြေကွက်ကလေးသည်သူ့အဖေအားမြေပိုင်ရှင်ကြီးကတနာ၍ပေးခဲ့သည့်လယ်ကလေးတစ်ခွက်တာဖြစ်၏တနေ့တော့
မြေပိုင်ရှင်ကြီး၏သားသည်သူ့ထံသို့ရောက်လာပြီးထိုမြေကွက်ကလေးကိုပြန်တောင်းသည်ဘရိုဒစ်ကပြန်ပေးနိုင်ဟုပြောသည်ဤတွင်ရုံးပြင်ကနာသို့ရောက်ကြရသည်မြေပိုင်ရှင်ကြီး၏သားသည်တရားသူကြီးကိုငွေဖြင့်ပေါက်၍နိုင်သည်ဤတွင်အဖေသည်သူ့လက်ကလေးနှင့်အိမ်ကလေးကိုဆွန့်ခဲ့ရသည်တရားရှုံးအဖြစ်တရားစိတ်များကိုကြားခံရမည်ဆိုသဖြင့်သမီးထွေးဖို့ခြံထားသည့်ခန်းဝင်ပစ္စည်းဘိုးကလေးနှင့်သားနှစ်ယောက်အတွက်ရည်စူးထားသည့်မြေကလေးနှစ်ကွက်ကိုလည်းရောင်းချပေးလိုက်ရသည်အဲ့ဒီမြေရှင်သားကခွေးအားရဲ့နှလုံးသားထက်တောင်မာတယ်ဟုအဖေကပြောတတ်၏တို့ရာတွင်တော်ပါသေး၏သားကြီးကသူတို့တွေကိုသူ့အိမ်သို့ခေါ်ထားနိုင်လောက်အောင်အခြေအနေကလေးရှိနေသည်ဟာစရီသည်သားလေးမတယောက်ဖြစ်၏အဖေသည်ယခုတိုင်မိသားစု၏အကြီးအကဲဖြစ်ကြောင်းဖြင့်အဖေကိုပြောပြ၏အမှန်အားဖြင့်လည်းအဖေသည်ရှေ့မီနောက်မီတူဖြစ်၏ဘယ်သူလက်ကတင်ကဘယ်အထိရှိတယ်ဘဒုစကြက်ကဘယ်နေရာရောက်သည်စသည်တို့ကိုသိ၏ဘယ်ထုံးစံကိုဘလို့လိုက်၍ဘယ်အစဉ်လာကိုဘလို့ထိမ့်သိမ်းရမည်မြေပိုင်ရှင်ကြီးများနှင့်ပြေလည်အောင်ဘလို့ဆက်ဆံရမည်ကိုသိ၏တို့ဆက်ဆံနိုင်မှသာလျှင်လယ်သမားတို့ဘဝဖူလုံမည်မဟုတ်လားချောင်းထဲမှာနေတဲ့ငါဟာမိချောင်းနဲ့တက်အောင်နေမှဖြစ်မှာဟုအဖေကပြောတတ်သည်ပြောမဲ့သာပြောတော့လဲအဖေတွင်ဘာမှမကြံတော့ပြီနေကြအိမ်ပင်မရှိတော့သဖြင့်သားအိမ်တွင်လာ၍ခိုကပ်နေရပြီဒါပေမဲ့ငါအားမငယ်ပါဘူးကွာငါမှဘာမှမကြံတော့ပေမဲ့သား၃ယောက်ရှိပါသေးတယ်မောင်မင်းကြီးသားများတော်ပြီလို့ပေါ်ဟုအဖေကသူ့ကိုယ်သူနှစ်သိမ့်သည်သား၃ယောက်ကြောင့်ပင်အိမ်ကြီးရလေသမားတယောက်အနေဖြင့်ကြည်လျင်သူ့တွင်ဖူလုံနေလေသည်သူ့တွင်စပတ်စီတစ်လုံးကောက်ရိုးစီတစ်စင်နွားနှစ်ကောင်နှင့်ကျွဲတစ်ကောင်မြေကလေးတစ်ကွယ်မိုးရဲလေတဲ့တွင်ထုတ်စားရန်အတွက်စီအိုးတွေနှင့်ထည့်ထားသည့်စံကလေးနည်းနည်းအပြင်စူဘူးထဲတွင်ကြက်ပြားကလေးနည်းနည်းပပရှိနေပြီသူချင်းမတွေကတော့သူတို့တွေကြောင့်သူတို့မိသားစုသည်ဆိုးဆိုးပြပြတတရရသူချွေးမများသည်ပါပပရီလိုချောကြလှကြသည်သူတို့မိသားစုသည်စင်ရဲကောင်းစင်ရဲမီတို့ရာတွင်စိတ်ချမ်းသာကြသည်မနှက်ဖြန်ဆိုလျင်ကြာဝင်းတို့သည်နှင်းဆက်များကြောင့်ဆိုဆွနေကြလိမ့်ပြီစပားရိတ်ချိန်လည်းရောက်ပြီစပားရိတ်ချိန်နှင့်အတူမျော်လင်းချက်ဝေချိန်လည်းရောက်ပြီဖျားသခင်၏ဂုဏ်တော်ကိုပူဇော်သောအပြင်တစ်ပင်အိုကြီးတွင်တွယ်နေကြသောတစ်ခပန်းတို့ဖူးပွင့်ကြတော်မူတို့တိုင်အောင်ပရိုဒစ်တို့မိသားစု၏ရှေ့တွင်ကြောက်ဖွယ်အခက်ခဲအသားစီးတွေရှိနေသည်20ရာစုနှင့်ဒုတိယပိုင်းကာလရှိအခြားသောဘင်္ဂလားလယ်သမား12တန်းခန့်တို့နေသူကတ်ဆိုးကြီးတစ်ခု၏တားကောင်ဖြစ်ကြရတော်မူထိုကတ်ဆိုးကြီးကိုဘောဂဗေဒပါရဂူတို့ကဆင်းရဲချွတ်ချုံကြမှုတန်တရားဆက်ဝိုင်းဟုခေါ်ကြသည်ထိုဆက်ဝိုင်းမှမြည်သည့်လယ်သမားများရှောင်ရွေးမလို့ထိုဆက်ဝိုင်းကြီးတွင်၌လယ်သမားသည်မြည်စာထိုးနောက်တီးစာထိုးနောက်မြေမဲ့ရမယ်နောက်ဆုံးတွင်လယ်မနှင်ထုတ်ခံရသည့်အဖြစ်သို့ရောက်ရတော့သည်ထိုအစင်းမှပြန်တက်ဖို့လမ်းမမြင်တော့ရှိသည့်အခြေအနေကလေးမပြုတ်အောင်မနှဲလောက်ကြရသည်ကြီးပွားဖို့ဆိုသည်ကိုလားလားမြစိတ်ကူးမထည့်နိုင်စင်ရဲတွင်ဆိုသည်မှာကြားလေနဲ့လေမဟုတ်လားမိသွေးကိုဘလောက်ရေးစေးစေးအယောင်မပြောင်းဆိုသည့်စကားသည်မှန်သည်ဟုဆိုလျင်စင်ရဲချင်းကိုဘယ်အယောင်တွေဆိုဆိုစင်ရဲချင်းသာဖြစ်သည်ဆိုသည့်စကားသည်ပို၍မှန်ပေလိမ့်မည်မြေရှင်နှင့်ရုံးတွင်တရားတစ်ပေါင်ဖြစ်လိုက်သည့်အတွက်ပရိုဒစ်တို့မိသားစုတွင်မြေကားကလေးတစ်ဝက်လောက်သာကြံ့ရိတ်ခဲ့သည်ဒီလက်ကလေးပေါ်တွင်စပားဆိုင်လျင်အလွန်ဆုံးထွက်မှတင်းအစိတ်30ထိုစပားသည်သူတို့မိသားစုဝမ်းစာအတွက်4ပုံတစ်ပုံမျှသာရှိလိမ့်မည်ဝမ်းစာကလေးရရန်အတွက်ပရိုဒစ်နှင့်သူ့သား3ယောက်တို့သည်သူများလယ်တွင်အငှားလုပ်ရသည်မြေရှင်ချိုးကတီးစားခကို3ပုံ2ပုံပေးရန်တောင်းကြ၏ပရိုဒစ်သည်ခောက်ချိုးမြတာယူရန်တောင်းမှန်ပြောခဲ့ရ၏တို့တိုင်အောင်သူတို့မိသားစုတွေမလုံလောက်သည်တို့ရတွင်ကိစ္စမရှိပါစံမရှိလျင်သူတို့ခြံထဲတွင်အောင်းဝင်3ပင်ရှိသည်ကုန်းကလေးပေါ်တွင်ပဲလင်းမွေတွေစိုက်နိုင်သည်ကစွန်းဦးနှင့်ရေကစွန်းတွေစိုက်နိုင်သေးသည်ပိန်နေပင်တွေရှိသေးသည်ပိန်နေသီးကြီးတွေကတစ်လုံးလျင်ပိတ်တာလောက်ရှိတော်မူပရိုဒီတို့မိသားစုဤသို့ဖြင့်ရရာကိုစား၍နှစ်လောက်နေခဲ့ကြရသည်ထိုများမက
စိတ်ကလေးနှကောင်ပင်ဝယ်နိုင်ခဲ့သေးသည်ထို့ကြောင့်သူတို့မိသားစုသည်လက်တကြားများကိုကျေးဇူးတင်သည်ညောင်မီအိုကြီးခြေရင်းတွင်ရှိသည်နတ်ကွန်းသို့တွား၍အမြဲပူဇော်ပါတာတတ်သည်တို့ရာတွင်တတိယနှင့်သို့ရောက်သည့်အခါ၌ကကတ်ဆိုးနှင့်ကြုံရပြန်သည်စပားတွင်မဲ့ချိန်လျောက်ရောက်တွင်နှံဖြတ်ပိုးတွေကျသဖြင့်လက်တကွယ်လုံးလုံးပြောင်တင်းခါသွားခဲ့သည်ထိုအခါဘရိုဒစ်သည်ရွာလေကအုတ်ကျွတ်မိုးအုတ်တိုက်စီသို့လာခဲ့ရသည်ဘန်ကူလီရွာကလေးရှိရွာသားအလုံးလောက်သည်ထိုအုတ်တိုက်ရှိငွေတိုးချေးစားသူထံသို့လာခဲ့ကြရချီသည်တထေးကဘိုက်ပူပူခေါင်းပြောင်ပြောင်သူ့ခေါင်းသည်ဘီလီယက်ဘောလုံးတစ်လုံးကတ်သို့ချောမွေ့ပြောင်လက်နေသည်မြည်သူကမြည်မြမုံမောင်မြည်ရှင်သည်ထိုရွာကလေးတွင်ရေတကြီးပုဂ္ဂိုလ်ဖြစ်သည်မြည်ရှင်သည်ငွေတိုးလဲချေးစားသည်အပေါင်လဲခံသည်ဘရိုဒစ်သည်သူတို့ကိုယ်ပိုင်လဲကလေးကိုမြည်ရှင်နံတွင်စပား10တင်းဖြင့်ပေါင်၏စပားပေါ်ချင်းသို့ရောက်လျင်15တင်းပြန်ပေးရမည်ထိုနှစ်မှာသူတို့တွေကြက်တဲလိုက်သည့်ဖြစ်ခြင်းတို့ရာတွင်လိတ်တို့မြည်သည်ပန်းတိုင်တို့ရောက်အောင်တဖြည်းဖြည်းတွားရမည်မဟုတ်လောထိုနှစ်တွင်အကျွေးဆက်လိုက်ရသဖြင့်သူတို့တွင်မျိုးစပားမကြံတော့ဤတွင်ဟာစရီဘာ၏ညီတယောက်သည်တီးစားပင်မလုံနိုင်တော့ပဲလဲကူလီဝင်လုံးလိုက်ရသည်ထိုအချိန်ကဆင်းရဲချင်းဆက်ဝိုင်းခြင်းသည်သူတို့မိသားစုလည်းမျိုးကိုတင်းကျပ်သည့်ထက်တင်းကျပ်စွာရစ်ပက်လာခဲ့လေပြီထိုထဲတွင်ရာသီဥတုကဆိုးလိုက်သေးသည်အေဘီလာတညတွင်လေကြီးမိုးကြီးကြရာသူတို့ခြံထဲရှိအုံးပင်ကလေးတွေနှင့်တက်ပင်ကလေးတွေအားလုံးပြိုလဲသွားခဲ့ကြသည်ဤတွင်ကျွဲတစ်ကောင်နှင့်ခိုင်နွားနှစ်ကောင်အနက်ရာနီဆိုသောငါးကြီးကိုရောင်းလိုက်ရသည်ရာနီကြီးသည်သူ့သခင်ထံမှသွားလိုဟန်မရှိတပူးဘူးအော်ကကျိုးမအတင်းရောက်သည်သူ့မျက်လုံးထဲမှနမိတ်ဆိုးကိုလူတိုင်းမြင်လိုက်ကြရသည်ရာနီကြီးမရှိတော့သဖြင့်ပရိုဒစ်တို့အိမ်တွင်နေ့စဉ်ရနေကြနွားနှုတ်ကလေးမရတော့နွားချေးလည်းမရှိတော့သူရှိတော့ကဆိုရင်အ ਨੇ ဆုံးနွားချေးကလေးကိုကောက်ရိုးဖြစ်နေ၍နေလန်းကထင်းအဖြစ်သုံး၍ရသေးသည်ဤတွင်ဟာစရီဘာသမီးငယ်နှင့်ဝမ်းခွဲညီမတတိုက်သည်နေတိုင်းနွားချေးကောက်ထွက်ကြသည်တို့ရာတွင်ဒီလောက်ဖိုးတန်သည့်နွားချေးကိုကောက်ချင်တိုင်းကောက်၍ဘယ်မှရပါမလို့နွားချေးကောက်သွားလျင်ရွာသားတွေကမောင်းထုတ်ကြသည်တို့ဖြင့်သူတို့ညီမတတိုက်သည်ခိုးထက်ဝက်တက်လာခဲ့သည်မိုးလေးမှမိုးချုပ်အထိအမရစ်တာ၏မောင်လေးတတိုက်ကစားစရာတောက်စရာကလေးတွေထွက်ရှာကြရသည်မကြီးသီးတို့ဇီးသီးတို့ခူကြရသည်ထင်းချောက်ကောက်ကြရသည်တံပူလုပ်ဖို့သမာကိုင်းချိုးကြရသည်ကန်ဆက်တွင်ငါးဖန်ကြရ၏ခေပန်းကောက်ကပန်းခုံးတည်ကြရသည်ထိုပစ္စည်းတို့ကိုယူဆောင်ကသူတို့ရွာမှာ9မိုင်လောက်ဝေးသည့်9ရက်ချစီသို့တွား၍ရောင်းကြရသည်ထိုထဲတွင်ဘူးလေးရာပြုံးစစ်သည့်ကိစ္စနှစ်ခုပေါ်လာသဖြင့်သူတို့မိသားစုပို၍ဒုက္ခတွေ့ကြရ၏အစားအသောက်ချိုးတက်သည့်အတွက်ဟာစရီဘာ၏ညီအငယ်ဆုံးမှာအိယာထဲတွင်လဲသည်တနေ့တော့သွေးအံ့၏သူတို့လိုစင်ရသားအဖို့တွင်ထို့သို့နာတာရှည်ဖြစ်ရခြင်းသည်တေတီထက်ပင်ဆိုးသေးသည်ဆရာဝန်ခါနှင့်စေဘဝခသည်လာပေါင်းများစွာရာသည့်ဝင်ငွေနှင့်ညီနေသည်သူညီငယ်နေထိုင်ကောင်းမှုအတွက်နီလန်းမှာအခုသေးသာရှိ၏ထို့ကြောင့်ဟာစရီဘာသည်သူ့ရှုံပတ်စံဘူးကိုဖောက်ကရွာထဲကနတ်ဆရာထံသို့သွားပြီးနတ်ပူဇော်ရန်တောင်းပန်သည်ဟာစရီ၏ညီငယ်သည်အနှဲငယ်နေထိုင်ကောင်းလာခဲ့၏ထိုနေ့တည်းတွင်သူတို့မိသားစုတွင်ထူးခြားသည့်အဖြစ်ပြက်တစ်ခုဖြစ်သောညီမငယ်ဆုံး၏မင်္ဂလာဆောင်အမိနလန်ထလာခဲ့၏ညီမငယ်ကိုလက်ထပ်ပေးလိုက်ရသည့်အတွက်သူတို့မိသားစုတွင်ထပ်၍ကြွေးတင်လာပြန်သည်ရိုးထစ်သည်သူသမီးငယ်ကိုအိမ်နောက်ချပေးရတော့မည်အိမ်နောက်ချပေးသည်ဆိုလျှင်ထုံးစံအတိုင်းပြုဖွဲကိစ္စတို့ကိုလုပ်ရတော့မည်သမီးတို့ကိုအိမ်ဆောင်ရသားချပေးရသဖြင့်စီးပွားပြည့်ရသောမျိုးဆက်ပေါင်းများစွာမှာအိန္ဒိယအိမ်အောင်စုတွေတန်ပေါင်းမြင့်မြရှိလေပြီမသည်ထုံးတန်းစင်လာရာခန်းဝင်ပစ္စည်းပေးရတော့မည်ထိုစနစ်ကိုတရားဝင်ဖျက်သိမ်းခဲ့ပြီးဖြစ်သည့်တိုင်မပြောက်သေးသူသမီးကိုဆေးဆက်ကြောင်းလန်းကြသည့်အခါတွင်ဒိုးသားဘက်ကဘိုင်းစကဲတစ်စီဒိုဒီနှစ်စုံထရန်စစ်စတာရေဒီယိုတစ်လုံးရွှေတစ်ချက်ခွဲသားသူတို့သမီးအတွက်လက်ဝတ်လက်စားအနေငယ်တင်ရမည်ဟုတောင်းဆိုသည်
ကာလတန်ဖိုးဆိုရင်1000ဖိုးလောက်ရှိပေလိမ့်မည်ထုံနှန်းစင်လာရာမင်္ဂလာဈေးကိုလည်းဒရိုသမီဘက်ကကြားခံရမည်ဖြစ်ရာထိုဈေးအတွက်လည်းနောက်ထပ်1000လောက်ကောက်အောင်မည်ထိုမြမကလက်ထက်မင်္ဂလာဆောင်နှင်းပေးသောဗိတ်သိက်ဆရာကိုလည်းကြောရအောင်မည်စင်ရန်သားတို့ဖို့ကသမီးတယောက်ကိုမင်္ဂလာဆောင်ပေးရခြင်းသည်သွေးဆုပ်ခံလိုက်ရခြင်းနှင့်အတူတူဖြစ်သည်တို့ရတွင်သမီးကိုမင်္ဂလာဆောင်နှင်းပေးရအောင်မည်ထိုဝတ္တရားသည်မိဘတို့၏ဝတ္တရားမဟုတ်လားသမီးကယောက်ျားနောက်ပါသွားလျင်မိဘဝတ္တရားကုန်လေပြီထိုအခါတေမီဆိုလျင်တေပြောလေပြီပရိုဒစ်သည်မြီးရှင်ထံတို့သွားကနောက်ထပ်ငွေ2000ချေရ၏အပေါင်ပစ္စည်းအပြင်ဇနီးတဲ့နာလေးနေ၏နှဆွဲတရံနှင့်ငွေလက်ကောက်တရံတို့ကိုအပ်၏ထိုပစ္စည်းများကိုဇနီးနာလေးနေသည်သူလက်ထက်စဉ်ကခန်းဝင်ပစ္စည်းအဖြစ်ရခဲ့ခြင်းဖြစ်သည်ထိုစနစ်သည်မကောင်းသည်မှန်တော့လေအိန္ဒိယတွင်မူဇနီးမောင်နှံတို့အတွက်ရင်းနှီးမြှုပ်နှံမှုပင်ဖြစ်၏မြီးရှင်ထံမှာတကယ်ချေ၍ရခဲ့သည့်ငွေမှာပစ္စည်းတန်ဖိုးတစ်ဝက်မျှသာရှိပြီးအတိုးမှာ9ချက်တိုးဖြစ်၏သူတို့လင်များအနှစ်40ပေါင်းလာသည့်အတော်တွင်အခါကြီးရက်ကြီးများတွင်ထုတ်၍ဝတ်ခတ်သောထိုလက်ဝတ်လက်စားကလေးများကိုနောက်ထပ်ပြန်တွေ့စရာမရှိတော့ပြီဤတွင်ပရိုဒစ်သည်သူသားများအားကန်ထဲတွင်ကွန်ပြစ်ရန်ခိုင်း၏လွန်ခဲ့သောတစ်နှစ်လောက်ကစပားအထွက်ကောင်းခဲ့သဖြင့်တာကြီးဟာစထရီဘာကငါးပေါက်ကလေးတွေကိုဝဲကကန်ထဲတွင်မွေးခဲ့သည်ငါးတွေဖွာလာပြီးတချို့ငါးတွေကလည်းတကောင်လျင်တပိတ်တာနှစ်ပိတ်တာအချိန်စီးသည့်ငါးကြီးတွေဖြစ်လာခဲ့သည်အရေးရှိလျင်စားရန်အတွက်မယောင်းမဲထားခဲ့သောထိုငါးများကိုမင်္ဂလာဆောင်လေးတွင်မျိုးမျိုးမြက်မြက်ကျွေးလိုက်နိုင်ငါလည်းနေဝင်ချိန်ရောက်ပါပြီကွာဒါပေမဲ့ဒုကန်စန်တာကတော့တတ်တော့မှာမဟုတ်ဘူးဟုအဘိုးအိုပရိုဒစ်နီးသည်ကျွန်တော်တို့ရွာကမြေကြီးကဝါဖြော့ဖြော့နှုံးတင်မြေနုတွေရဲ့ဒါပေမဲ့ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့မြေကြီးဟာကျွန်တော်တို့အသက်သခင်မို့လားကျွန်တော်တို့ဟာဘုံမစိုးနဲ့ကိုးကွယ်ကြတာပဲမို့လားမြေကြီးဆိုတာဘယ်မှာပဲဖြစ်ဖြစ်ဒီအယောင်မှာပဲဒီအယောင်မဟုတ်တဲ့မြေကြီးကိုကျွန်တော်မတွေ့ဘူးသေးဘူးဒီတော့ကျွန်တော်တို့လည်းမြေကြီးကိုငကိုအယောင်တိုင်းပဲသဘောကျတယ်ကို့အမေရဲ့အသားရည်ဟာဘလို့အယောင်ပဲဖြစ်နေနေကို့အမေကိုတော့ချစ်တဲ့ကြတာကြီးပဲမဟုတ်လားအမေစိတ်ဆင်းရဲရင်ကျွန်တော်တို့လည်းစိတ်ဆင်းရဲရတယ်မေလာလေဆိုရင်ကျွန်တော်တို့ဘင်္ဂလားမှာတိတ်ပူတာပဲကွင်းတွေကလည်းပူလေခါလည်းပူလို့နေတိုင်းကောင်းကင်ကိုလှမ်းကြည့်ပြီးမိုးကိုပဲမျောနေရတာပဲတောင်ဘက်တစ်ခုမှာတော့မိုးရိပ်ကလေးတွေမြင်နေရပါပြီကျွန်တော်တို့ရွာကပုံနာဆရာကြီးပြောတော့မကြခင်မိုးရွာတော့မယ်လေပုံနာဆရာကြီးကပညာရှိတယ်လေအသက်လဲကြီးတော့ရွာသူရွာသားတွေအားလုံးကိုလည်းသူသိနေတယ်နှစ်တစ်ကူတဲ့နေ့ဆိုရင်ကျွန်တော်တို့ရွာသားတွေစုပြီးပုံနာဆရာကြီးကိုတွားကြော့ပြီးရှင်းနှစ်မှာကောက်ထွက်ကောင်းမကောင်းရာသီဥတုမှန်မမှန်ကျွဲနာအသေးပြောက်ရှိမရှိမေးချရတယ်ပုံနာဆရာကြီးဟာရာသီဥတုနေသွားနေလာကိုအားလုံးသိတယ်လေထွန်မှုမင်္ဂလာဆောင်မှုအခါရွေးပြီးတာလဲသူပဲမဟုတ်လားဘယ်လိုထွက်ချက်တလဲဆိုတာတော့ကျွန်တော်တော့မသိဘူးလေဒါပေမဲ့ဆရာကြီးကနတ်ကပ်ပေတင်ကိုကျွမ်းကျင်သူဆိုတော့ဘယ်နေ့မှပြုတ်ကျဲဖို့ကောင်းတယ်ဘယ်နေ့မှကောင်းရိပ်ဖို့ကောင်းတယ်ဘယ်နေ့မှမင်္ဂလာဆောင်ဖို့ကောင်းတယ်ဆိုတာကိုတွက်တတ်တယ်ခုချိန်ဆိုရင်မြေကောင်းနေပြီတဲ့ရှင်းနှစ်မှာကောက်ထွက်ကောင်းမယ်တဲ့ဒီလိုကောက်ထွက်ကောင်းတဲ့နှစ်မျိုးဟာ10နှစ်မှာတစ်ချိန်လောက်ပဲတွေ့ရတာတဲ့မိုးခေါင်တာယောဂဖြစ်တာနှံဖြတ်ပိုးကြတာကျိုင်းကောင်အုပ်ကြတာတို့မရှိဘူးတဲ့ကျွန်တော်တို့ဆရာကြီးဟာဓာရီအားလုံးကိုသိတယ်လေဟာစရီဘာကထိုးတို့ပြောသည်တို့ဖြင့်ပြောချဲချိန်တို့ရောက်တဲ့ဖြင့်မိသားစုတိုင်းပုံနာဆရာကြီးအားပူဇော်ပွဲသို့သွားကြသည်ဟာစရီဘာတို့မိသားစုတစုလုံးလည်းရောင်မီအိုကြီးခြေရင်ရှိနတ်ကွန်းသို့သွား၍ကြော့ကြသည်ဂေါရီရှင်မပြဂေါရီရှင်မအားစံရည်စပားတို့နဲ့ပူဇော်ပါတယ်မိုးမိတ်မှန်အောင်နှိုင်းမတော်မူပါဂေါရီရှင်မခင်ဗျာဟာစရီဘာ၏အဖေပရိုဒစ်သည်နတ်ကွန်းရှိတွင်စံဆေးတို့ကိုပတာကပူဇော်ခြင်းပြု၏မှန်ပါ၏တုံးရောင်မြောင်းနေသည်တွင်မိုးကြီးတဲထန်စွာရွာသည်မျိုးစေ့တို့ရေရကြပြီးယခုနှစ်တွင်နတ်မင်းသားများသည်ဘန်ကူလီရွာကလယ်သမားတို့ကိုမိုင်းမတော်မူကြသည်တင်အဖေသည်ကောင်းပြောင်ပြောင်မိရှင်တံမှနောက်ထပ်ငွေ200ချေသည်လဲထွန်ရန်အတွက်နွားတရှင်းကိုငွေအစိပ်ဖြင့်ငှားသည်ငွေ40ဘိုးမျိုးဝယ်သည်
ကြံငွေဖြင့်မြေဩဇာနှင့်ဘိုးသက်စေဝယ်သည်မိုးလေဝသအခြေအနေကိုကြည့်လျင်လာမယ့်နှစ်တွင်စပားရွက်ကောင်းမည်ထင်သည်မိုးရေလုံလုံလောက်ရသည့်အတွက်လည်းရေစုပ်ဆက်ငါးကတက်တာသွားသည်ရေစုပ်ဆက်ငါးကမှာတနာရီလျင်6ကျပ်ဖြစ်ရာထို6ကျပ်သည်စံနှစ်ပြည်နှင့်ညီမျှသည်မနေ့တိုင်းဟာစရီပါးသည်အဖေနှင့်အတူလေတော်သို့လိုက်သွားကလက်ကသင်းရိုးတွင်ထိုင်၍စပားပင်ကလေးများကိုကြည့်သည်မုတ်တုံရာသီသို့ဝင်ပြီးနေမှာဇွန်လ12ရက်နေ့တောက်ကြနေဖြစ်သည်တောက်ကြနေသည်ဟိန္ဒူပြက်ကလေးအလိုအားဖြင့်ပြက်တရားရဲ့ဖြစ်သည်တို့ရာတွင်ကိစ္စမရှိမုတ်တုံသည်မုတ်တုံဖြစ်သည်မုတ်တုံရောက်လာခြင်းသည်လက်ရှားတို့ကပေးသောလက်ဆောင်မဟုတ်လား